Hello အားလုံးပဲမင်္ဂလာပါရှင် Angel ရဲ့ The Diaries of Angel YouTube channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ် Angel ဒီနေ့ vlog လေးမှာပြောပြပေးမယ့်အကြောင်းအရာကတော့ Angel အရင်တုန်းကမေးထားကြတဲ့လူတွေရှိတယ်ပေါ့နော်ဒါပေမဲ့ Angel ဒီ YouTube မှာတိတ်ပြီးတော့ active မဖြစ်တော့မဖြေပေးဖြစ်ဘူးပေါ့နော်အဲ့တော့ Angel အရင်စိတ်မကောင်းဖြစ်တယ် That's why I came back ဆိုတော့အဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး Angel ပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့အဲ့အကြောင်းအရာကိုမပြောပြခင်မှာ Angel ဒီနေ့ vlog လေးမှာ Burmese and English ကိုညှက်ပြီးပြောပါမယ်ဆိုတော့အားလုံးပဲ Angel ဖင်ကောင်းကျယ်လို့မထင်ကြပါနဲ့ Angel ကဒီနိုင်ငံရောက်ပြီမဲ့လေဗမာစကားကိုတော်တော်လေးပို့ပြီး improve ဖြစ်လာတယ်ပေါ့နော် English စကား improve မဖြစ်ဘဲနဲ့ဗမာစကားအရင် improve ဖြစ်လာတယ်ဘာလို့လဲဆိုတော့အနည်းနဲ့မှရှိတဲ့သူကလည်းဗမာတွေပဲပေါ့နော်သူကလည်းအင်္ဂလိပ်လိုမပြောကြဘူးဆိုတော့ Angel ဗမာစကားအရင် improve ဖြစ်လာတယ်ဆိုတော့ Angel က English ကိုပို့ပြီးပြောလေ့လာတင်တယ်လို့ Angel ထင်တယ်ပေါ့နော်အဲ့တော့ Angel ဒီ vlog မှာ English နဲ့ဗမာကိုညှက်ပြီးပြောပါမယ် so peace out okay Angel ကိုမေးထားတဲ့အကြောင်းအရာပါလဲဆိုတော့ Angel ရဲ့ college တဲ့ experience နဲ့ Angel အကြောင်းကိုဘယ်လိုပေးလဲပေါ့နော်အကြောင်းဘယ်လိုပေးပြီးတက်နေလဲဆိုတဲ့ဟာကိုမေးထားတာဖြစ်ပါတယ်အဲ့တော့ Angel ရဲ့ပထမဆုံးအနေနဲ့ college experience overall ကိုပြောရမယ်ဆိုရင်တော့ culture shock လို့ပဲပြောရမလားဘာလို့လဲဆိုတော့ဥပမာ Angel မြန်မာနိုင်ငံမှာဆိုရင်အင်တာတွေသွားရင်ပြောရလေနော်number 1 number 2အဲ့လိုပြောတယ်ဒါပေမဲ့ဒီမှာကျတော့အဲ့လိုမရှိဘူးပေါ့နော်ရည်ချင်းစရာတခုကတော့ Angel ကမသိဘူးလေနော်စအကြောင်းတက်ချင်မှာ Angel အရန်အိမ်သာသွားချင်တာလေရှူးပေါက်ချင်တာအဲ့တော့ Angel ကနေပြီးတော့ like excuse me professor တဲ့ခေါ်ပြီးတော့ like I want to go to the bathroom ပေါ့ professor လည်း yes you can go ပေါ့အကောင်ကလည်း Angel ကြည့်ပြီးတော့ what the heck တည်မလား like so weird ပေါ့ပုံစံတည်မလားthey were judging me like သူတို့ကအကောင်က who's that girl like why she's asking like this တင်မလားအဲ့လို judge လုပ်နေသူတို့လေခေါင်းစားချင်ဆုံးကို judge ကိုလည်းမသိဘူးလေပြောတယ်ကိုအဲ့မှာတက်ကသူတို့ထအများကြီးကြီးတယ်ဒါပေမဲ့သူတို့ကတော့ကိုချင်းတော့ငယ်လို့တင်တာပေါ့နော် like I have Asian genes so I look like young but anyway ထားလိုက်ပါတော့အဲ့လိုလေး culture shock ရှိမယ်ပေါ့နော်နောက်တစ်ခုကကြတော့ Angel ဒီမြန်မာနိုင်ငံမှာလည်းအဲ့လိုမျိုးပညာသင်စုတွေပါပေးလားမသိဘူးပေးရင်လည်းပေးမှာပေါ့နော် Angel လည်းမသိဘူးပေးမယ်ထင်တယ်ဒါပေမဲ့ဒီနိုင်ငံကလူပေးတဲ့ပုံစံမျိုးတော့မဟုတ်ဘူးထင်တယ်ဆိုတော့ Angel တို့က used to လုံးဝမဖြစ်ဘူးအကုန်ကအကြောင်းတက်ဖို့အတွက်ကို out of pocket ပေးတာများတယ်လीနော်ဆိုတော့ဒီဘက်မှာရောက်တဲ့ချိန်မှာကျောင်းတက်တဲ့ချိန်မှာကျောင်းရဲ့ tuition fees ကြီးဈေးကြီးရယ်ပေါ့နော်ဈေးကြီးတော့ Angel ကအဲ့ဆိုတော့ကျောင်းတက်ဖို့အဆင်မပြေဘူးပါညာလို့စဉ်းစားတာပေါ့ဒါပေမဲ့ advisor အကြံပေးတယ်။အော်ဒီမှာ grant ရှိတယ်ကျောင်းမှာလည်း grant ရှိတယ်we can help you ပေါ့အဲ့ပါတယ်နားမလဲဘူးသူကဘာပြောဆို we have financial aid အဲ့လိုမျိုးပြောတယ် financial aid ဘာလဲနာမသိတယ်လည်းမသိဘူးเนาะသူတို့က Angel ပြတယ် financial aid ဆိုတော့ဒါငွေကြီးအထောက်အပံ့ပေါ့เนาะဥပမာဘာတွေပါမလဲဆိုတော့ကျောင်းလာခါတွေပါမယ်စာအုပ်ဖွေးပါမယ်နောက်ပြီးနေထိုင်စရိတ်အဲ့လောက်ထိတောင်မှာပေါ့เนาะအကူကြီးပေးတဲ့ဒီငွေကြီးအထောက်အပံ့ပေါ့เนาะအဲ့တော့ Angel လည်းဟာအဲ့ဆိုတော့ငါကြောင်းတက်လို့ရပြီပေါ့နော်အဲ့နဲ့ Angel အဲ့ချိန်မှာစပြီး Angel စလျှောက်တာပေါ့နော်အဲ့မှာ Angel နားလေတာကြောပါလဲဆိုတော့ financial aid ကတခုတည်းမဟုတ်ပေါ့နော်သူတို့ဆိုအများကြီးရှိရယ်အဲ့ဒါတော့ grant ရှိမယ်နောက်ပြီးတော့ work study ရှိမယ် scholarship ရှိမယ်ပေါ့နော်ဆိုတော့ Angel ပြောချင်တာကတော့ grant ကိုပြောမှာပေါ့နော် grant ကတော့ Angel လျှောက်ခဲ့တဲ့ဟာဆိုတော့ Angel ပို့ပြီးတော့ပြချင်တယ်ပြီးတော့ကိုယ်လည်းပေးကြမလို့တဲ့ဟာပေါ့နော်အဲ့ဒီတော့ Angel နားလေတော့ Angel ရှင်းပြမယ်ပေါ့နော်grants ကကြတော့ Angel တည်တာကတော့ဒီအကြောင်းတက်ဖို့အတွက်အစိုးရဒါမှမဟုတ် Federal အစိုးရကနေပြီး Angel တို့ကိုပေးတဲ့ပတ်စံပေါ့နော်တချို့ဆိုရင်ဒီကျောင်းကနေတက်ထပ်ပြီး grant တွေရှိရပေါ့နော်အဲ့တော့အများအားဖြင့်ကတော့သူကပတ်စံပြန်ပေးကြမလို့ပေါ့နော်ကိုကျောင်းတက်နေတဲ့အချိန်မှာပေးရမယ့် tuition ဖိုးတွေအတွက်ကိုပေးကြမလို့ဒါပေမဲ့လည်းသူတို့ကဒီရှောက်လာလိုမျိုးတင်ရတာဆိုတော့သူတို့ requirements တွေရှိရဲအဲ့ requirements တွေကိုကပြည့်မီတယ်ဆိုရင်တော့ပေးကြမလို့ဒါပေမဲ့ requirements တွေကိုကမပြည့်မီဘူးဆိုရင်တော့ကိုကအကြောင်းဖို့ကို out of pocket ပေးရတယ်ပေါ့နော်ဥပမာသူတို့ကြည်တာကကြောများတော့အပြင်ဒီ financial status ကိုကြည့်ရပေါ့နော်ကိုယ့် income ကိုကြည့်တယ်ကို income ကကိုအကြောင်းဖို့ပေးနိုင်လောက်တဲ့ပမာဏထိမရှိဘူးဆိုရင်သူကငွေကြေးထောက်ပံ့တယ်ပေါ့နော်အဲ့တော့ grant စီမှာကလည်းဘယ်နှမျိုးလဲ၃မျိုးရှိတယ်federal grant ရှိမယ် state grant ရှိမယ်school grant ရှိမယ်ပေါ့နော် federal grant ကတော့ Angel ဒီအစိုးရကနေပြီးတော့ထောက်ပံ့တဲ့ grant ပေါ့နော်ဥပမာ Angel ရှောက်ခဲ့တဲ့ဟာတော့ Pell Grant ပေါ့နော် Pell Grants ကကျတော့ဒီမှာတော်တော်များများသုံးကြတယ်ပေါ့နော်အဲ့ဒါကျတော့ undergraduate student တွေဝင်နေရမယ်ပြီးရင် annulment status က
like full time part time အဲ့လိုရှိရမယ်ပေါ့နော်6 units ကအနည်းဆုံးထင်တယ်အဲ့ဒါ eligible ဖြစ်ဖို့အတွက်ကလေအဲ့ဒါရှိရမယ်အဲ့ဆိုရင်တော့ Pell Grants ကိုရနိုင်တယ်ပေါ့နော်ရမယ်လို့တော့အာမမခံဘူးရနိုင်တယ်ပေါ့နော်ကိုယ့်ရဲ့ eligibility ကိုကြည့်ပြီးတော့သူတို့ကထောက်ပံ့တာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကကျတော့ state grant ကကျတော့federal grant လည်းမျိုးမဟုတ်ပေါ့နော်သူက state တွေကတစ်ခုနဲ့တစ်ခုမတူတဲ့အခါကျတော့ဒီ state မှာရှိရ funding အရာကွာရတာရှိရနောက်ပြီးတော့ requirements တွေကလည်းကွာသွားတယ်ပေါ့နော် federal ကကျတော့ overall တစ်ခုလေပေါ့ state ကကျတော့ကိုယ့်ရဲ့ state အရာမတူတာအများကြီးရှိရဆိုတော့ကိုရောက်တဲ့ state ပေါ်မှာမူတည်ပြီးတော့ကိုယ့်ရဲ့ state grant ရဲ့ requirements ကိုမလျှောက်ခင်မှာကြည့်တင်တယ်လို့ angel အကြံပေးပါတယ်ဆိုတော့ state grant မှာဆိုရင်တော့ angel California မှာဥပမာအဖြစ် Cal grant ရှိမယ်ပေါ့နော် Cal grant မှာလည်းတစ်ခုလည်းရှိရမို့ Cal grant ကလည်း ABC ဆိုပြီး3ခုရှိရပေါ့နော်အဲ့တော့ကိုကအဲ့ဒါကြီးလည်းနားလည်ထားဖို့လိုတယ်သူ့ရဲ့ eligibilities ကိုလည်းနားလည်ထားဖို့လိုတယ်နောက်ပြီးတော့ deadline တွေကိုလည်းတည်ထားဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကကျတော့ angel ဒီ school grants ပေါ့နော်ဒါကတော့ခုန state grant လိုမျိုးပဲကျောင်းနဲ့တစ်ခုနဲ့တစ်ခုမတူတဲ့အတွက် funding တွေကလည်းတစ်ခုနဲ့တစ်ခုမတူဘူး amount လည်းမတူဘူးပြီးတော့ကျောင်းကပေးတဲ့ opportunities တွေကလည်းမတူဘူးအဲ့တော့ကိုတက်မဲ့ကျောင်းကိုသွားချင်တဲ့ကျောင်းတွေကိုကိုက list လုပ်မယ် prepare လုပ်မယ်တချို့တွေဆိုရင်ဒီကျောင်းတွေကို9ခု6ခုလောက်လို့အများကြီးပဲသူတို့ရှောက်တယ်ပေါ့နော်ရှောက်ပြီးတော့ဘယ်ကျောင်းကကို grants အများဆုံးပေးလဲအဲ့ grants ပေါ်မှာကြည့်ပြီးတော့အဲ့အကြောင်းတွေတွတ်တက်ကြတာပေါ့နော်အဲ့လိုလည်းရှိတယ်အင်ကြတော့မတီးခဲ့ဘူးပေါ့နော်အခုမှကိုကလည်းတီးတာဆိုတော့ကိုလိုပဲသူများကြီးနောက်မကြအောင်လို့ကိုကပြပြတာပေါ့နော်ကိုကတော့ပြီးသွားပြီကိုတော့ပြီးသွားပြီကိုလည်းမစောင့်နိုင်တော့ဘူးကိုနောက်နှစ်ဆိုရင်ကိုကဟိုuniversity ကို transfer လုပ်တော့မှာပေါ့နော်ဒီ school grants ကကြတော့လေအင်ဂျယ်တို့ဒီ academic performance ကိုလည်းသိချကြည့်တယ်နောက်ပြီး GPA ကိုလည်းသိချကြည့်တယ်နောက်တစ်ခုကကြတော့ကို income ကိုကတော့ overall ပဲဘယ် grants ပဲဖြစ်ဖြစ် income ကတော့အဓိကနံပါတ်1ချက်အနေနဲ့သူတို့ကြည့်တာပေါ့နော်ဆိုတော့အဲ့ဒါလေးတွေကကိုစီမှာဘယ်လိုလိုအပ်ချက်တွေမဖြစ်နေဖို့လိုတယ်ပေါ့နော် okay ဆိုတော့အင်ဂျယ်တို့ဒီ grants အကြောင်းလေးပြောနေတဲ့အကောင်ကတော့ဟမ်အဲ့ဆိုရင်တော့ grants ဆိုရင်ပတ်စံနေရတာပေါ့နော်ရတာပေါ့ပတ်စံနေရတာပေါ့တချို့ဆိုရင် free money for college လို့ပြောကြတယ်ပေါ့နော်ဒါပေမဲ့ angel ပြောတယ်လို့မျိုးပဲပတ်စံရတယ်ဒါပေမဲ့သူတို့ရဲ့ requirements နဲ့ eligibilities တွေကိုပြည့်မီမှရတာပေါ့နော်ဥပမာဒီနှစ်ကျတော့ပြည့်မီတယ်နောက်နှစ်ကျတော့ automatic ရမယ်မဟုတ်ဘူးဒီနှစ်ပြည့်မီနောက်နှစ်မှာမပြည့်မီဘူးဆိုရင်မရဘူးပေါ့နော်ဥပမာကိုကGPA ကိုအမြဲ3.8ကိုရရမယ်လို့သူတို့ပြောထားတယ်ဆိုရင်ကိုက3.8ကိုအမြဲတမ်းထိန်းထားရတယ်အဲ့3.8ကြာသွားပြီဆိုရင်ကိုယ့်ရဲ့ financial aid ကိုယ့်ရဲ့ grants ကလည်းကျလာတယ်ပေါ့နော်အဲ့တော့ကိုကအမြဲကိုထိန်းသိမ်းရမယ့်အရာတွေကိုကိုကတတိထားရမယ်အများသောအားဖြင့်တော့ income နောက်ပြီးတော့ GPA enrollment status အဲ့ဒါတော့အဓိကပေါ့နော်အဲ့တော့အကောင်အသိချင်မှာပေါ့ angel ပဲတစ်ခုသုံးတာလဲပေါ့နော်angel ပြောလို့မျိုးပဲ angel က grants ကိုသုံးခဲ့တာဖြစ်တဲ့အတွက်အဲ့ grants ကိုပဲ angel ရှောက်ခဲ့ပါတယ်အဲ့ grants ထဲမှာ angel ရှောက်တဲ့ဟာကတော့ specifically Pell Grant ဖြစ်ပါတယ် Pell Grant ကကြတော့ federal ကနေပြီးတော့ပေးတဲ့grants ပေါ့နော်အဲ့ဒါတော့ low income undergraduate student တွေကိုပေးတဲ့ဟာပေါ့နော်အဲ့တော့ angel low income ဖြစ်တယ်နောက်ပြီးတော့ undergraduate လေးဖြစ်တဲ့အတွက်angel ရဲ့ငွေကြေးလိုအပ်ချက်အရာသူတို့ထောက်ပံ့တဲ့ဟာပေါ့နော်ဆိုတော့ angel က eligible ဖြစ်တယ် state နှစ်ခုမှာတက်ခဲ့တာဆိုတော့တစ်ခုကကြော angel Pell Grant ဆက်တက်တယ်အဲ့ဒါတော့ Pennsylvania မှာနောက်တစ်ခုကကြော angel ဒီ California San Francisco ပြောင်းလာတဲ့အချိန်မှာ angel ကfree city college ဆိုတဲ့ program နဲ့ angel တက်တယ်ပေါ့နော်အဲ့တော့အရင်ဆုံး Pell Grant ကို angel ပြောရမယ်ဆိုရင် Pell Grant ကလည်းတယောက်ရတဲ့ amount ချင်းမတူကြဘူးဆိုတော့ကိုယ့်ရဲ့ financial needs မှာနောက်ပြီးတော့ကိုယ့်ရဲ့ GPA မှာကြည့်ပြီးတော့အဲ့ Pell Grant က decision လုပ်ပေးပါတယ်ပြီးတော့ Pell Grant ကကျတော့ကိုယ့်ရဲ့ဒီ tuition ကိုပေးအပြီးမှာပို့တဲ့ပတ်စံတချို့ရှိမယ်ရှိရဲ့ပတ်စံကိုကိုယ့်စီပြန်လွှဲပေးရပေါ့နော်ဥမာကိုကစောက်တွေပါဝယ်ထားတယ်financial aid ရမှာပေးမယ်လို့ပြောထားတယ်ဆိုရင်ကိုကပတ်စံရလာပြီဆိုရင်အဲ့ financial aid ရဲ့ပတ်စံနဲ့ကိုကဒီ textbook ဖိုးတွေပါပေးလို့ရတယ်ပေါ့နော်အဲ့လိုသုံးလို့ရတယ်နောက်ပြီးတော့ကိုယ့်ရဲ့နေထိုင်တဲ့စရိတ်ပေါ့နော်ကိုယ့်ရဲ့အသုံးစရိတ်တွေအတွက်လည်းကိုကပြန်ပြီးသုံးလို့ရတယ်ပေါ့နော်ဒါကတော့ကောင်းတဲ့အချက်ပေါ့နော်နောက်တစ်ခုကကျတော့ angel San Francisco ပြောင်းလာတဲ့အချိန်မှာကကျတော့ angel Pell Grants မရတော့ဘူးဘာလို့လဲဆိုတော့ angel ကဝင်ငွေများသွားတယ်ပေါ့နော်ဒါပေမဲ့လည်းကောင်းတဲ့အချက်က San Francisco resident ဖြစ်တဲ့အတွက်ကြောင့်သူတို့ကcollege တက်ရင်ပတ်စံပေးကြမလို့ဆိုတော့ angel က City College မှာ angel free tuition နဲ့တက်တယ် free City College program ကကြတော့သူက tuition fees ကိုပဲ cover လုပ်ပေးရပါတော့ကျန်တဲ့ textbook တွေဘာညာတွေအကုန်လုံးတော့ကိုဟာကိုယ့်ရဲ့ out of pocket ကိုသုံးပေါ့အဲ့လိုမသုံးချင်ဘူးဆိုရင်တော့ခုန angel ပြောလို့ပဲ FAFSA ကိုထပ်လျှောက် Pell Grants ရရတဲ့ဟာနဲ့ပေးပေါ့နော်အဲ့တုန်းက angel ကကြတော့ full time နဲ့အလုပ်လုပ်တယ်အလုပ်လုပ်တဲ့အပြင် angel ရရဲ့ဝင်ငွေကကြတော့သူတို့ရဲ့ဒီဝင်ငွေနဲ့ကျောင်းသားတွေအတွက်ပေးတဲ့ grants ဖြစ်တဲ့အတွက် angel အတွက် eligible မဖြစ်တော့ဘူးပေါ့နော်ဒါပေမဲ့ angel ခုနပြောလို့ပဲ free city ကကြတော့ကိုက SF resident ဖြစ်တာနဲ့တင်ကိုကကျောင်း
free တက်လို့ရပြီပေါ့နော်အဲ့တော့ Angel က state နှစ်ခုမှာပြောင်းတက်ခါဆိုတော့မတူတဲ့ဟာတွေတော့ experience ရခဲ့တာပေါ့နော် but that's really good experience ပေါ့နော်ဒါပေမဲ့မကောင်းတာတခုကဘာလဲဆိုတော့ Angel တက်ခဲ့တဲ့ Pennsylvania က credit တွေကဒီဘက် California မှာလာပြီး transfer မဖြစ်တဲ့အတွက် Angel ကလေနောက်ထပ် semester နှစ်ခုစာလောက်ပြန်တက်လိုက်ရတယ်ပေါ့နော်ဆိုတော့ I don't think that's a waste of time ဘာလို့လဲဆိုတော့ I cannot change the past Angel college experience အရာ Angel ဒီ financial aid နဲ့ပတ်သက်တဲ့ knowledge ကို Angel sharing လုပ်ပေးရဖြစ်ပါတယ်တကယ်လို့သိချင်တဲ့အရာတွေ specifically ရှိတယ်ဆိုရင် Angel ကို comment မှာလာပြီးမေးပေးပါ Angel စူးစမ်းပြီးတစ်ခုချင်းစီတေချာလေးနောက်ထပ် video မှာဖြစ်ပေးမယ်အခုကတော့ Angel ရဲ့ experience က Angel ကြုံခဲ့တဲ့အရာ Angel ပြောတာဖြစ်ပါတယ်ထပ်ပြီးတော့လည်း Angel မမေးရင်အောင်မှာပေါ့နော်Angel ရဲ့အတွေ့အကြုံညာ Angel မှားခဲ့တဲ့ decision တွေကို Angel ပြန်ပြီး share လုပ်ပေးမယ်နောက်လူတွေအတွက်Angel လည်းမျိုး decision အမှားကိုရွေးချယ်ကြမလို့တော့ဘူးပေါ့နော်နောက်တစ်ခုပြောချင်တာကတော့ဒီ grants ကို eligible ဖြစ်ဖို့အတွက်က income နည်းလေကောင်းလေပဲပေါ့နော်သူတို့ကတော့ student aid index နဲ့တွက်တာပေါ့နော်ပြောမယ်ဆိုရင် SAI ပေါ့ SAI နဲ့တွက်ကြတာဆိုတော့များသောအားဖြင့်သူအရင်ဆုံးကြည့်တာကတော့ဒီ financial status အဲ့ဒါကိုအရင်ဆုံးကြည့်တယ်နောက်ပြီးတော့ GPA GPA ကိုကြည့်တယ်ပေါ့နော်ဆိုတော့အဲ့နှစ်ခုအဓိကကောင်းကောင်းလေးထိန်းထားနိုင်တယ်ဆိုရင်တော့grant ရနိုင်ချေပို့ပြီးတော့များပါတယ်တခြားကကြတော့ like oh okay ဆိုတော့ဟာတစ်လုံးနောက်တစ်ခုကကြောတချို့တွေကဘာလို့စဉ်းစားဆိုဟာဆိုတစ်လုံးကြောင်းတက်နေလို့ရမရဘူးပေါ့နော်out of pocket ပေးမယ်ဆိုတော့ကိုယ့်ကိုတက်လို့ရတာပေါ့နော်ဒါပေမဲ့လည်းဒီ grant ယူမယ်ဆိုရင်တော့တစ်သက်လုံးဒီ grant ကိုပဲယူပြီးတော့ကျောင်းတက်နေလို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့သူတို့ဆီမှာသူရဲ့ limit ရှိရပေါ့နော်အဲ့ဒါကတော့600% lifetime eligible use LEU ဆိုပြီးရှိတယ်ဆိုတော့အဲ့ဒါအတွက်ကိုတည်တံ့တွက်ကြည့်လို့ရတယ်ပေါ့နော် Angel link လေးအောက်မှာချပေးမယ်သူကဘယ်လိုတက်လဲဆိုတော့ like estimate 6နှစ်စာ full time ထပ်ကျော်သွားရင်သူက grants မပေးတော့ဘူးပေါ့နော်အဲ့လိုလေးရှိပါတယ်ဟာဆိုတော့တစ်သက်လုံးဟိုကျောင်းလက်ခပေးစရာမလိုတော့ဘူးပေါ့နော် college တက်နေတစ်သက်လုံး I'm gonna be like learning ပေါ့တည်မလားအဲ့လိုမျိုးစဉ်းစားကြရမရပါဘူးလို့ out of pocket ဆိုရင်တော့ until you die like college မှာနေလို့ရပါတယ်ဒါပေမဲ့ grant ဆိုရင်မရပါဘူး6နှစ် estimate ပေါ့နော်6နှစ်ပဲရပါတယ်လို့ဒီနှစ်2029-2028school year အတွက်သူတို့ရဲ့ application ကဒီ October 1st မှာဖွင့်မှာပေါ့နော်ဆိုတော့ Angel ကြားတာတော့ application ဖွင့်ခြင်း24နာရီကနေ48နာရီအတွင်းမှာ submit လုပ်နိုင်တယ်ဆိုရင် maximum amount ရတယ်လို့ Angel ကြားရတယ်ပေါ့နော်ဆိုတော့ anyway I don't know much about it ဒါပေမဲ့ Angel ကြားတဲ့ဟာကတော့အဲ့လိုကြားတာဆိုတော့ဘာပဲဖြစ်ကြိုလျှောက်တာကကိုအတွက်မမားဘူး prepare everything ဆိုတော့ကိုသွားမဲ့ကြောင်းကိုတက်မဲ့ major ကိုရဲ့ major professor academic counselor အကုန်လုံးနဲ့ပေါ့နော်ရင်းနေပါအများနဲ့ be attentive ပြီးတော့ take notes အရင်ကမှငါဒီနေ့ဆိုတော့ငါမှတ်မိမှာပဲလို့မထင်ပါနဲ့ like notepad like Angel ဆိုလို့ notepad နဲ့မှတ်ထားတယ်ဘာလို့ဆိုတော့ Angel အရင်မေ့တယ်လို့ပေါ့နော်ဆိုတော့ notepad နဲ့မြင်တိုင်းနေမှာအမြင်ထားပါနောက်တစ်ခုကကျတော့ Angel ကဒီ college year မှာကြုံခဲ့ experience နဲ့အများကြီးပေါ့နော် like ကျောင်းစာနဲ့ပတ်သက်ပြီးတော့နောက်ပြီး decision making နောက်ပြီး transfer process အများကြီးပဲကြုံခဲ့ရပေါ့နော်ဒါပေမဲ့ Angel ဘယ်တော့မှ share မလုပ်ဖြစ်ခဲ့ဘူးအဲ့ဒါကြောင့်မလို့ Angel ကအခုနောက်ပိုင်းကကျတော့ကိုလိုမျိုးသူများကြီးလည်းအမှားမဖြစ်အောင် share ပြီးတော့ပို့ပြီးတော့ကောင်းတယ်လို့ Angel ထင်တဲ့အတွက် Angel ဒီလို vlog လေးတွေတခြားလေးစတိုက်လုပ်ပေးပါမယ်ဒီနေ့ vlog လေးကနေပြီးတော့အားလုံးပဲထောက်ကူရမယ်လို့မျှော်လင့်ပါတယ်ဆိုတော့နောက်ထပ် vlog မှာပြန်ပြီးတော့တွေ့ပါမယ်Don't forget to like and subscribe. Bye.